handmade မာရီယာပွားမလွယ်ဘူးเนาะအထုံးပြီးသွားပါပြီကဲဒီနေ့မှာတော့အမဒီဟာလေးကိုပညာဌာနပေးတော့မှာဖြစ်ပါတယ်ဒီဟာလက်ခုံးပိုးလေးပေါ့เนาะဒါလေးကိုဒီတိုင်းလေးဖဲတွေကလစ်တွေတက်ပြီးတော့တုံးလိုက်ရတယ်ဖဲတက်ပြီးတော့ဒီဘိုးလေးလုပ်လဲလှပါတယ်ဒါလေးလုပ်ဖို့ဆိုရင်အမတို့ဒီတလက်မခွဲဖဲလေးလိုပါမယ်ကိုတုံးခြင်းတဲ့အကြောင်းလေးတုံးပေါ့เนาะတုံးပြီးသွားရင်ဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲ trigger လေးခောက်မယ်ဗီဒီယိုလေးကိုတခြားလေးကြည့်ပေးပါဟိုဘက်ဒီဘက်စုံစုံလေးပေါ့နော်အဲ့လိုမျိုးလေးဒါမျိုးလေးနှစ်ခုပူကိုမှတစ်ဖက်ပေါ့နော်ဒါမျိုးလေးအမတို့ရှစ်ဖက်ခောက်ပါမယ်ရှစ်ဖက်ခောက်ပါမယ်ဒီလိုတွေးကန်ဟိုဘက်ဒီဘက်ပူလေးတွေးကန်ဒီလိုအထိတ်ဆုံးလေးကချွတ်ချွန်းလေးကိုရှစ်ဖက်ရအောင်ခောက်ပါမယ်ရှစ်ဖက်ရပြီးတော့အမတို့ရှစ်ဖက်ရပြီဆိုလို့ရှိရင်အမတို့ဒီမလာဘက်ပေါ့နော်အောက်ဘက်ချမ်းကိုအချီကျိုးလေးနဲ့တီးပါမယ်ခိုင်အောင်လို့အချီကျိုးလေးကိုနှစ်ချက်တီးပါမယ်အမတို့အချီလေးတီးပြီးသွားပြီဆိုလို့ရှိရင်အချီကျိုးမဖြတ်ပြစ်ပဲနဲ့ဒီဘက်ကအမတို့လုတ်ပြီးသားတစ်ခုနဲ့ဒီလိုမျိုးလေးဟိုဘက်ဒီဘက်ထိတ်ဆုံးပေါ့နော်သူတို့နှစ်ဖက်ကိုပူအောင်လုပ်ဖို့အတွက်ဒီဟာလေးကိုလည်းအချီကျိုးလေးထိုးပေးလိုက်ပါမယ်နောက်တစ်ဖက်ကိုလည်းအချီကျိုးလေးထိုးပေးလိုက်ပါမယ်အချီကျိုးလေးထိုးပြီးသွားပြီဆိုလို့ရှိရင်အမှသူတို့နှစ်ဖက်ကိုဒီလိုမျိုးလေးလက်ကလေးနဲ့ထိန်းကင်လိုက်မယ်ဟိုဘက်ဒီဘက်လေးထိန်းကင်ပြီးတော့အချီကျိုးလေးနဲ့နှစ်ချောင်းထပ်ပြီးတော့ထိုးပြီးတော့ခိုင်အောင်လို့တုပ်လိုက်ပါမယ်ဒါလေးကတော့အချီကျိုးလေးတုပ်တီးပြီးသွားပါပြီအထိုးခံလိုက်ရပါတယ်ဟမ်မိတ်သမားတွေပွားတကယ်မလွယ်ပါဘူးเนาะအထိုးခံရတယ်ကော်မီဘူးအတုခံရပါတယ်အရေးပြားတွေကွာမျိုးတွေအောင်တစ်ခါတလေဖြစ်တတ်ပါတယ်ပေါ့เนาะအမတို့ဒါလေးရပြီဆိုလို့ရှိရင်ဒီအလဲပေါ့เนาะခောက်ထားတဲ့ဒီအချိုးနှစ်ဖက်ကအလဲလေးကိုအချီကျိုးလေးထိုးပါမယ်ဒီအလဲလေးကိုအမတို့အချီကျိုးလေးထိုးမယ်ထိုးပြီးသွားတဲ့အခါကျရင်ဒီနှစ်ခုကိုပြန်ပြီးတော့ပူးမယ်ပေါ့เนาะပူပြီးသွားလို့ရှိရင်အမတို့ဒီဟာလေးကိုညီလေးညှိမယ်ညီလေးညှိပြီးတော့အချီကျိုးလေးကိုထိုးလိုက်မယ်ထိုးပြီးသွားလို့ရှိရင်အမတို့နောက်တစ်ဖက်ကအောက်ခြေကိုသွားပါမယ်